နှစ်ကြိမ်တီတောက်ရှက်ခွဲတယ်ကြားဖြူမျိုးစားသားတော်ဘိုင်းဆန်ရန်နဲ့သွေးငှက်မျိုးစားအလောင်းရာဟောင်တန်တောင်တို့မြို့တော်ရဲ့တိတ်ဆိတ်လာတဲ့နေရာတစ်ခုမှာရိုးရိုးဝက်ဝက်တိုင်ပင်ဆွေးနွေးနေကြပါတယ်အကိုပိုင်ကြံချန်ဆိုတဲ့ကောင်ကအတော်မောက်မာတာပဲကျွန်တော်တို့နှစ်ယောက်ကိုသူကယူးမဆိုင်ပဲနေရတယ်အထူးသဖြင့်သူနဲ့အကိုပိုင်နဲ့အတူတူလောက်ရောက်တာကိုဒါတောင်နေထိုးနဂါအယိုးမြက်ကိုရအောင်ယူသွားတယ်တကယ်ကိုသီးမခံနိုင်စရာပဲဟောင်ကျန်တောင်ကမြေခွေးလိုလဲပြီးကောက်ကျစ်ပါတယ်ရန်လိုချင်းတွေကစကလုံးတိုင်းမှာပြည့်နေနေပါတယ်ဂျန်ချန်ငါကိုလာပြီးရန်စတာကမြန်သေးခြင်းလို့ပဲဘိုင်းဆန်ရန်သွားကြစီးတဲ့လေတံနဲ့ကျုံဝါနေတော့မှပဲအပြင်ကငယ်သားတယောက်အလင်းစလို့ပြေးဝင်လာပါတယ်တခင်လေးဟိုကောင်လေးဂျန်ဟန်ဂေဟာကိုပြန်မသွားပါဘူးခမသူစိမ့်ပြခမ်းမကိုဥတီသွားနေပါတယ်ဒါလို့ဝင်ပြီးတည်င်းပို့ပါတယ်စိမ့်ပြခမ်းမနောက်ခမ်းမတစ်ခုကိုဘာသွားလုပ်ပြန်တာလဲဝိညာဉ်ကြောက်တုံးတွေများလိုချင်လို့လားဟောင်တန်တောင်တန်တရားတွေအပြည့်နဲ့တွေးနေပါတယ်ဘိုင်ဆန်ရန်ကတော့စန့်ကျင်ဘက်ပါပဲထူးဆန်းတဲ့အပြုံးတစ်ချက်လက်သွားပါတယ်စိမ့်ပြရောင်ခမ်းမဟုတ်လားမင်းတက်ကဲသေးချရဲ့လားကျွန်တော်တစ်ချိန်လုံးနောက်ရောင်ခံလိုက်နေတာမှားစရာအကြောင်းမရှိပါဘူးခမရဘိုင်ဆန်ရန်ရှင်မြူးစွာပဲပြီးပါတယ်ဂျန်ချန်ဂျန်ချန်မင်းပါမင်းတေတွင်တူးတာပဲစိမ့်ပြခမ်းမတခင်ကငါဦးလေးဆိုမှတော့လို့ပြောပြီးသူ့စကားနဲ့သူသဘောကျနေပါတယ်အကိုဟောင်းစိမ့်ပြခမ်းမကိုတွားပြီးရက်ဆက်စွာအနိုင်ကျင့်ခြင်းဆိုတဲ့ရှိုးပွဲလေးတွားလိုက်ရအောင်အဲ့မှာပဲနေထိုးနဂါအယိုးမြက်ကိုယူကြတာပေါ့အစုနေရနဲ့လဲဝေးတာမှမဟုတ်တာသူတို့နှစ်ယောက်မကြလိုက်ပဲစိမ့်ပြခမ်းမကိုရောက်လာကြပါတယ်ပြီးတော့အနောက်တကားကနေပဲအထဲကိုဝင်သွားလိုက်တယ်စိမ့်ပြခမ်းမဆိုတာကဝိညာဉ်ကြောက်တုံးနဲ့ထူးခြားဆန်းတဲ့ကြောက်တုံးတွေရောင်းချတာပါလေ့ကျင့်သုံးတာမှာစမ်းကြဲတဲ့ကြောက်တုံးတွေရဲ့ခန္ဓာကအရေးပါတဲ့အဲ့အတွက်ပဲစိမ့်ပြခမ်းမကအရှိစီရင်စုတစ်ခုလုံးကိုဈေးကွက်လွှမ်းခြုံထားပါတယ်ဒါအပြင်ခမ်းမကမြို့တော်မှာပထမတန်းအဆင့်ဝင်ပါတယ်ဂျန်စိမ့်ပြခမ်းမကိုလာတာကစမ်းကြဲကြောက်တုံးတွေကိုအလှကြည့်ဖို့လာတာမဟုတ်ပါဘူးကြောက်တုံးတုံးဝယ်ဖို့လာရွေးချယ်တာပါသူနေ့တစ်ဝက်လောက်ခမ်းမထဲမှာရောက်ပတ်ကြည့်ရှုနေပါတယ်အတော့ကိုကောင်းမွန်တဲ့စမ်းကြဲကြောက်တုံးတုံးကိုရဖို့ဟိုအရင်ဘဝကမှတ်ဉဏ်တွေနဲ့သူစစ်ဆက်ကြည့်ရှုစစ်ကြည့်ပါတယ်နောက်တော့သူလိုချင်တဲ့ကြောက်တုံးကိုရွေးပြီးငွေပေးချေဖို့စောင့်နေစင်ပါပဲစိမ့်ပြခမ်းမတခင်ကအလင်းစလိုဂျန်စီရှောက်လန်းထွက်လာပါတယ်သူပြုံးပြီးတခင်လေးတကယ်ကိုစိတ်မကောင်းပါဘူးဗျာတခင်လေးဝယ်ခြင်းနဲ့ရန်ကြောက်တုံးကမင်းညကအခြားတယောက်ဝယ်မယ်ဆိုပြီးအဲ့ကြောက်တုံးကိုခြံပေးဖို့ပြောထားတာကျွန်တော်မေ့နေလို့အားနာလိုက်တာဗျာဟင်းဘသူအတွက်ခြံပေးထားတာလဲတိုက်ဆိုင်ချက်တော့ဂျန်အတော်လေးအံ့အားသင့်သွားပါတယ်ဒီလောက်ထိတောင်လာတိုက်ဆိုင်နေတယ်ဟိုခမ်းမတုံးကတခါအခက်ကြုံတဲ့စုခမ်းမမှာနောက်တခါအကြောင်းရင်းကတော့ငါဘဲကွဲဆိုတဲ့နားကွဲလူမတက်အတန်ကြီးနဲ့ဘိုင်ဆန်ရန်မြောက်ကြွရောက်လာပါတယ်ဂျန်ချန်ဘလောက်တောင်ကန်ဆိုးလိုက်လဲလို့အဲ့ကြောက်တုံးကလေမမျော်လင့်ပဲငါဝယ်မိသွားတယ်ကွာမင်းလိုချင်ရင်ယူလိုက်လေဒါပေမဲ့ငကားရိုးမြက်ကိုငါ့ကိုပေးလိုက်ငါစိတ်ကောင်းလေးပါလေးရှိနေရင်အစုကြောက်တုံးကိုပေးမိခြင်းလဲပေးမိမှာဂျန်ငတုံးမဟုတ်ပါဘူးဘိုင်းဆန်ရန်ရဲ့သူ့နောက်မှာကောက်ကျစ်စွာပဲပြုံးနေတဲ့ဟောင်ကျန်တောင်နဲ့စိမ့်ပြခမ်းမတခင်တို့၃ယောက်ကိုအတူတွဲမြင်လိုက်ရတာနဲ့အခြေအနေအလုံးကိုသုံးသပ်မိပါပြီတီးရတာဘိုင်းဆန်ရန်ဆိုတာကအလုံးမရှိအကင်မရှိနဲ့ခက်ပေကောင်တကောင်ပါကုသရေးဆေးခမ်းမတုံးကတစ်ချိန်ခုစိမ့်ပြခမ်းမမှာတစ်ချိန်ဂျန်ရန်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့သူဘာဖြစ်ချင်နေတာလဲလို့ဂျန်ချန်တွေးနေပါတယ်စိမ့်ပြခမ်းမတခင်ကလည်းမြို့စားသားတော်မောင်ဘိုင်ဆန်ရန်ရဲ့စကားကိုလွန်ဆန်ရဲပုံမရပါဘူးခမ်းမတခင်ရဲ့ပြရုပ်ကဂျန်ချန်အမြင်မှာလုံးဝကိုအဆင့်တန်းမရှိတော့ပါဘူးအင်းစိတ်ဝင်စားစရာပဲလောပန်းဆောင်ခမရတကယ်ပဲကြောက်တုံးကိုကျွန်တော်မရောတော့ဘူးပေါ့ဂျန်တည်ငြိမ်အေးဆေးစွာပဲမေးပါတယ်ဘိုင်ဆန်ရန်စကားမပြောရမှာကိုကြောက်နေပုံရပါတယ်ဖြတ်ပြီးဂျန်ချန်ငါမင်းကိုပြောပြီးပြီမဟုတ်လားဆေးမြက်ကိုသာငါ့ကိုအရင်ပေးကြောက်တုံးကိုငါလက်ရော့ပေးလိုက်မယ်မဟုတ်ရင်တော့ရန်ကြောက်တုံးကိုရဖို့တော့စိတ်ကူးတောင်မရင်နဲ့လို့ဝင်ပြောပါတယ်သူဂျန်ချန်နဲ့ပတ်သက်ပြီးစောက်တဲပေါက်နေပါတယ်အိုးဟိုးငါကနှစ်ခုလုံးလိုနေတာကွာဂျန်ချန်ခတ်တော့ပဲပြုံးပါတယ်ငါလိုအစွမ်းထက်တဲ့ကောင်ကမင်းကိုဘာပေးဆက်မှုမှမရှိစေပဲကြောက်တုံးပေးလိုက်မယ်လို့ထင်တယ်ပေါ့လေအမှန်တော့ငါစောကဒီကြောက်တုံးကိုဝယ်လိုက်မိတာကအိမ်သာကာဖို့ကွာမင်းကိုပေးလိုက်ရင်ငါအိမ်သာလေးအလှပြတ်သွားမှာမင်းစဉ်းစားကြည့်ပေါ့
ငါဘလောက်ယူကျုံမရဖြစ်လိုက်မလဲလို့မင်းတို့အိမ်တော်ရဲ့အိမ်သားကတကယ်ကိုအဆင့်မြင့်ပြီးလှပမှတေးချပါတယ်။ဒါဆိုညှိနှိုင်းဖို့မရှိတော့ဘူးပေါ့။မင်းမေလာခွမ်းပဲညှိနှိုင်းกว่าဘယ်နှခါပြောရအောင်မလဲ။ငကားရိုးမြက်ကိုအရင်ပေးရင်ပေးမပေးရင်တော့မင်းတောက်ချက်တည်းမရှိတဲ့အခွက်ကိုငါမရိုက်မိခင်တောက်ပြင်ကိုထွက်သွားစမ်းกว่า။ဂျန်ချန်စီကနေထိုးငကားအယိုးမြက်ကိုရဖို့ဆိုတာကခက်မယ်ဆိုတာကိုသူတဖြည်းဖြည်းသဘောပေါက်လာပါတယ်။ဂျန်ချန်အားပါတရကိုရီပါတယ်သူကဘိုင်းဆိုင်ရန်ကိုမပေါ်တကောင်လိုသဘောထားပြီးလိုက်ဆက်နေတာပါအလေးနဲ့ထားလုံးလို့အတိုက်ခံလုပ်နေတယ်တော့မဟုတ်ပါဘူးဒါပေမဲ့ငရုံးကောင်အတွက်အချိန်တွေဖြုံးတီးမပစ်ချင်ပါဘူးသူလိုအပ်တဲ့ပစ္စည်းတွေလိုက်စုနေတာကသူ့အတွက်မှမဟုတ်တာပဲမင်းသမီးလေးအတွက်နန်းတော်ထဲမဝင်ခင်လိုအပ်တာတွေစုဆောင်းနေတာပါသူအချိန်တွေဖြုံးပြီးအများကြီးရှင်းပြမနေချင်တော့ပါဘူးတောသားငရုံးကောင်ဘိုင်းဆိုင်ရန်ကတော်ဝင်မိသားစုနဲ့အတိုက်ခံလုပ်ချင်နေတော့လဲသူ့ထိုင်နဲ့သူ့ကံပဲလွတ်ထားရတော့မှာပေါ့လောပန်းဆောင်ကြည့်ရတာခမားကအတုံးမကျတဲ့နေရာတွေမှာတော့အရန်ကိုတော်တဲ့ပုံပဲကြမ်းကြမ်းအိမ်တွေရရပြုံးပြီးကောင်းပါပါတယ်အခုသာကျွန်တော်ကိုကြောက်တုံးမရောက်လိုက်ရင်နောက်မှဒူးထောက်တောင်းပန်နေလဲနောက်ကျသွားပြီနော်နောက်တော့ဂျန်ချန်ချာကလည်းလှည့်ထွက်သွားပါတယ်သူဘိုင်းဆိုင်ရန်ကိုရောဟိုတန်ထောင်ကိုရောတစ်ချက်ကလေးတောင်မှကြည့်မသွားပါဘူးသူအဓိကအခန်းထဲကိုဖျက်လျောက်နေတဲ့အချိန်မှာပဲခမ်းမအမှုထမ်းတယောက်ကြောက်လန့်တကြားငိုထားတဲ့ပုံစံနဲ့ဝင်လာပြီးလောပန်းလောင်ရဲ့နာနာကိုကပ်ပြီးတိုးညင်းစွာပြောပါတယ်ငနေကဂျန်ချန်ရဲ့မျက်ဝန်းတွေကိုတစွန်းတစတောင်မကြည့်ရပါဘူးလောပန်းလောင်ရဲ့မျက်နှာကတော့ငနေသားလဲစကားဆုံးသွားရောစာရွက်ဖြူတရွက်ကိုဖြူဖြော့သွားပါတယ်သူ့နောကိုယ်ထဲကသွေးတွေအကုန်ဖောက်ထုတ်ခံလိုက်ရတယ်လို့ကိုဖြစ်နေပါတယ်သူ့မျက်နှာကလုံးဝကိုဖြူဖက်ဖြူရောဖြစ်နေပြီးသူ့နှုတ်ခမ်းတွေကတော့ခါတီးချင်းကိုနှမ်းရှိုက်ထားရတယ်လို့တုံရင်နေတယ်လေဘာလို့ဖြစ်လို့သူငိုတော့မတက်ကိုတုံရီတဲ့အတန်နဲ့လှမ်းခေါ်မိပါတယ်။တခင်လေးဂျန်ချန်နောက်လောက်ပါခမကျေးဇူးပြုပြီးခဏလောက်ပါ။3 5ကြောက်တုံးကတခင်လေးရဲ့ကြောက်တုံးပါခမစိမ့်ပြခမ်းမကမေတ္တာလက်ဆောင်ပေးတာပါ။ဘာမှပေးစရာမလိုပါဘူး။ခဏနေရင်ကျွန်တော်စက်သားတယောက်လွတ်ပြီးပို့ခိုင်းလိုက်ပါမယ်။လောပန်းဆောင်ရဲ့စကလုံးတိုင်းကဘိုင်းဆန်ရန်နဲ့ဟောင်တန်တောင်အပါဝင်လူတိုင်းကိုမျက်တောင်ခတ်ဖို့မေးသွားစေပါတယ်အထူးသဖြင့်တော့ဘိုင်ဆန်ရန်ပေါ့သူရမ်းဆိုတာထက်ကိုပိုတဲ့အံ့အားသင့်ခြင်းမျိုးနဲ့ကိုအံ့အားသင့်သွားတာပါဦးလေးတကယ်ကြီးပြောနေတာလားကျွန်တော်တို့စောစောတုန်းကသဘောတူထားတာကလောပန်းဆောင်မျက်နှာကခွေးချီတနှင်းထားမိတယ်လို့ရှုံ့တော့နေပါတယ်ဟူဦးလေးလည်းအသက်ကြီးပါပြီကွာငါကိုအခက်တွေ့အောင်မလုပ်ပါနဲ့တော့မင်းတို့အင်အားကြီးတွေတိုက်ခိုက်ကြတဲ့ထဲမှာမြေစာပင်မဖြစ်ပါရစေနဲ့တော့ဘိုင်းဆန်ရန်အတော်လေးဒေါသထွက်သွားပါတယ်။အင်အားကြီးတွေတိုက်ခိုက်တယ်တဲ့လားဂျန်ဂျန်ကဘလို့အင်အားကြီးတဲ့ကောင်မို့လို့လဲသူ့ရဲ့ဂျန်ဟန်မျိုးစားနယ်မြေကဖြင့်108ပါးသောမျိုးစားနယ်မြေတွေထဲမှာဘာမှတောင်အဆင့်ရှိတာမဟုတ်ပဲနဲ့ကျွန်တော်ရဲ့မြင့်မြတ်လာစွာသောဦးလေးကသူ့ကိုကြောက်နေတယ်လား။လောပန်းလောင်အနေနဲ့ဘိုင်ဆန်ရန်ရဲ့အဖေသားချင်းချောက်ထားခြင်းမရှိဘူးအားနည်းတဲ့ကောင်တသားပဲဆိုရင်တော့ဘိုင်ဗန်ရန်ဆိုတဲ့ငလူကောင်ကိုအတေးရိုက်ဆုပ်ပြစ်မိမှာပါပထမဆုံးဘိုင်ဆန်ရန်ကိုပြင်းပြင်းထန်ထန်ကိုရိုက်မယ်အလွယ်လွယ်နဲ့တော့ရိုက်တာလေးနဲ့အဆုံးမတက်နိုင်ပါဘူးထပ်ပြီးသူ့ကိုယ်သူကျင်းတဲ့အထိမတူမတန်ကိုဘိုင်ဆန်ရန်အပေါ်ကိုတရွေးထွေးပြစ်အောင်မှာပါရွေးသူတောင်းစားကောင်လေးကတော့သူ့မိသားစုကိုဘာကောင်းကျိုးမှမပြုတဲ့အပြင်ကံကိုသူ့လောပန်းဆောင်ကိုပါငရဲသွားဖို့အလဲခေါ်နေတာကိုမသိသေးပါဘူးလောပန်းဆောင်ကမန်းကရမ်းပဲရှေ့တိုးသွားပြီးတော့ခါညွတ်ပြီးအယိုအသေးပေးပါတယ်တခင်လေးချန်ကျွန်တော်ကငရုံးပါမြက်ကန်းတယောက်ပါတခင်လေးအဲ့အတွက်ဒီထုံထိုင်းကောင်ကြီးကိုခွင့်လွှတ်ပေးပါခမကျေးဇူးပြုပြီးရန်ကြောက်တုံးကိုလူအိုကြီးဆောင်ရဲ့မြစ်တာလက်ဆောင်အနေနဲ့လက်ခံပေးပါလူတွေကအခုတစ်မျိုးတော်ကြတစ်မျိုးတွေတိတ်လုတ်တက်တာကိုဂျန်ဂျန်သိပါတယ်အခုလိုကိစ္စသေးသေးလေးနဲ့တော့သူရေးကြီးစွန်ကျဲမလုပ်တော့ပါဘူးဆက်လေးလေးပဲပြုံးရင်လောပန်းထောင်ကခုလိုပွန့်ပွန့်လင်းလင်းကြီးစေတနာပါပေးနေတော့လဲအားနာနေရင်ကျေးဇူးမတိတက်ရကြသွားပါလေဦးမေကဲကြောက်တုံးကိုတော့လက်ခံလိုက်ပါမယ်ပတ်စံကတော့တယောက်ယောက်လာရှင်းပါလိမ့်မယ်ကြောက်တုံးကိုတော့နောက်2ရက်မြောက်နေကြမှာပဲလိပ်စာတစ်ခုကိုတွားပို့ပေးအချိန်ကြရင်တွားပို့ရမယ့်လိပ်စာကိုအကြောင်းကြားပေးမယ်ဟုတ်ကဲ့တခင်လေးချန်ကတကယ်ပဲမြင့်မြတ်ပြီးသဘောကောင်းလွန်းလာပါတယ်ကျွန်တော်တကယ်ပဲအရှက်ရမိပါတယ်တကယ်ရှက်မိပါတယ်ခင်ဗျာဂျန်ဂျန်နှစ်ချိုက်ကိုရီမောပါတယ်အပြင်ကတယောက်ယောက်ကလူအိုကြီးဆောင်ကိုအစုလိုမျက်နှာပေးမျိုးဖြစ်အောင်စွမ်းဆောင်လိုက်တယ်ဆိုတာကိုသူမသိပဲဘယ်နေပါမလဲနောက်ပြီးကြားဝင်ပြီးအခုလိုဖြစ်အောင်လုပ်နိုင်တဲ့သူကတော့ပိုပြီးတော့တိတာပါသေးတယ်မြို့တော်မှာရှိတဲ့ဘယ်အိမ်တော်စုတွေကများ
အင်အားကြီးတဲ့မျိုးစားတွေတောင်မဝင်ရဲတဲ့အရာကိုလုပ်ရဲတယ်တော်ဝင်မိသားစုကလွယ်ပြီးဘသူကများဂျန်ချန်ကိုကာကွယ်ပြီးလောပန်းဆောင်ကိုအခုလောက်ရုပ်ပြက်စင်းပြက်ဖြစ်သွားလောက်အောင်တတ်နိုင်မလဲလေကြည့်ရတာဧကရစ်လူရဲ့မျက်လုံးတိုင်းကငါ့ကိုကြည့်နေကြတယ်ထင်တယ်ဖြစ်နိုင်တာကငါဂတိပြက်မှာကိုပဲဂျန်ရန်ခေါင်းတဆက်ဆက်ညိတ်ပြီးထွက်သွားပါတော့တယ်ပထမအဆင့်အတွက်လိုအပ်တာတွေအကုန်ပြင်ဆင်ပြီးသွားပြီလေဘိုင်ဇန်ယန်ကတော့ဂျန်ချန်ရဲ့ထက်ခါထိုးနှက်ခြင်းတွေကိုမြင်းမြင်းရှက်ရှက်ကြည့်စားလိုက်ရပါတယ်သူရက်ဆက်တော့မဲ့အကြီးနဲ့အကြီးအကဲဆောင်ကိုစူးစိုက်ကြည့်ပါတယ်ဦးလေးအခုနကကိစ္စကိုအခုချက်ချင်းရှင်းပြတော့လောပန်းတောင်ကဘိုင်ဇန်ယန်မင်းကိုသတိထားတာကောင်းမယ်အခုကမြို့တော်မှာနော်မင်းတို့ကြားဖြူနေမည်မဟုတ်ဘူးမင်းတယောက်ကိုရက်ဆက်ချင်တယ်ဆိုရင်အရင်ဆုံးတတ်နိုင်ရဲ့လားဆိုတာကိုစဉ်းစားမင်းဦးလေးတယောက်အနေနဲ့အကြံတစ်ခုတော့ပေးလိုက်မယ်မင်းချီတလန်းမားတာနဲ့မင်းရဲ့မိသားစုမျိုးဆက်တွေအကုန်တညအတွင်းမှာပဲပျက်စီးဆုံးရှုံးရလိမ့်မယ်ငါပြောတာတညလေးအတွင်းပဲနော်လို့ပြောဆိုအကြံပေးပါတယ်လောပန်းဆောင်က6တိုင်းကြောက်တတ်တဲ့အမျိုးသားမဟုတ်ပါဘူးသူ့အမှုထမ်းကောင်လေးကအစောကစာကြောင်းနှစ်ကြောင်းပဲပြောသွားပါတယ်ပထမစာကြောင်းကတော်ဝင်တက်မှုတီယန်တုအပြင်မှာရောက်နေတယ်ဖြစ်ပြီးတော့ဒုတိယစာကြောင်းကတော့ဂျန်ဂျန်ကိုရန်ကြောက်တုံးရောင်းမပေးရင်အကျိုးဆက်ကမသေးဘူးဆိုပြီးဖြစ်ပါတယ်အဲ့နှစ်ကြောင်းတဲကလောပန်းဆောင်ကိုတုံလို့စေပါတယ်တော်ဝင်အဆောင်ရှောက်ဆိုတာကဘရင်ရဲ့ကိုရေးအဆောင်ရှောက်ဆိုတာရွေးတောင်သိပါတယ်အတော်ဆုံးတိုက်ခိုက်ရေးအဖွဲ့ရဲ့ခေါင်းဆောင်အရှိစီရင်စုရဲ့တေမင်းကိုဘသူကမှနှက်ခမ်းမွေးသွားမဆွဲရဲပါဘူးတော်ဝင်အဆောင်ရှောက်ကိုတွားရန်စမိရင်ကြားဖြူမျိုးစားတောင်မှအစိတ်အမော်မှာဖြစ်သွားနိုင်သေးတာလောပန်းဆောင်အနေနဲ့ကတော့ထည့်ပြောနေစရာတော့မလိုပါဘူးတော်ခင်အဖွဲ့ကအရှိစီရင်စုရဲ့စွမ်းအားရှိဆုံးအဖွဲ့ပါဒါဆိုဘာလို့အခုလိုအစွမ်းထက်တကအထက်ဆုံးဘရင်အဆောက်ရှောက်အဖွဲ့ကဂျန်ဂျန်ကိုလိုဝက်ဆောက်ရှောက်နေကြတာလဲလောပန်းဆောင်ကစောက်ချင်မှမဟုတ်တာတော်ဝင်အဖွဲ့ရဲ့သဘောထားကဘသူသဘောထားလဲစန့်ကျင်မိရင်အခြေအနေကဘလောက်ဆိုးဝါးမလဲဆိုတာကိုသုံးသပ်မိပါတယ်အဲ့ဒါကြောင့်ပဲသူပိုင်ဆန်ရန်ရဲ့တအီစောဒကတွေကိုကောင်းကောင်းကြီးမရှင်းပြနိုင်ခဲ့ပဲအရေးမိုးလောက်ပဲပြောပြခဲ့တာပါဒါတောင်ဆွေမျိုးပေါက်ဖို့ကိုအခုလောက်တီးခံအတီးပေးခဲ့မိတာပေါ့တကယ်လို့သာဘိုင်ဆန်ရန်ကဆက်ပြီးပိုးဖလန်မျိုးမိကိုတိုးလုံနေမယ်ဆိုရင်တော့လောပန်းဆောင်အနေနဲ့ကြားဖြူမိသားစုနဲ့သူနဲ့ကြားမှာစီတာထားမိတော့မှာပါဘိုင်ဆန်ရန်ကတော့လောပန်းဆောင်အနေနဲ့ဆွေမျိုးအနှောင့်ဖွဲ့မရှိတဲ့သူလို့အသားကုန်ဆွဲလို့ကောင်းနေတော့မှဟောင်ကျန်ထောင်လဲအသေးအတန်တွေးတောနေပါတယ်ဒီနေ့ကိစ္စကတကယ်ကိုထူးဆန်းလွန်းတဲ့တစ်ကြိမ်တောင်မဟုတ်ဘူးနှစ်ကြိမ်ဂျန်ချန်ကပွဲရဲ့အဆုံးသက်ကိုလွှမ်းမိုးနိုင်တဲ့အစွမ်းရှိတာကတကယ်ကြီးလားဂျန်ချန်ကတော့နည်းနည်းလေးမှလက်လျားလုပ်ပြီးအချိန်မဖြုံးပါဘူးသူလုပ်ရမယ့်အရာတွေပြီးသွားတာနဲ့ဂျန်ဟန်မိသားစုစီကိုချက်ချင်းပြန်သွားပါတယ်သူတကားဝင်ကိုရောက်ရုံရှိသေးလူနှစ်ယောက်ရောက်လာပါတယ်တယောက်ကဂျန်ဟန်မျိုးစားကြီးဂျန်ဖန်းဖြစ်ပြီးနောက်တစ်ယောက်ကတော့အသက်အလယ်လက်မှုံမိုင်းနဲ့မကောင်းတဲ့အငွေအသက်တွေလွှမ်းနေတဲ့မျက်နှာပိုင်ရှင်မှာသူ့တွင်ပြင်ကအေးဆက်ရှိပြီးတကားဝတ်စီကိုတက်မတ်လျှောက်လာနေပါတယ်ဂျန်ဟန်မျိုးစားကသူ့ကိုတရေရနဲ့တခုခုကိုအတန်တိုးပြောရင်းလိုက်ပါပို့ဆောင်ပေးလို့လာပါတယ်ဂျန်ဖန်းအမူအရာကတကယ်ကိုလူကျိုးလွန်းလာပါတယ်ဒါပေမဲ့ဂျန်ဖန်းဘလောက်ပဲမျက်နှာထားချိုးတာနေပါစေလူလက်ပိုင်းပုဂ္ဂိုလ်ကတော့ခက်ထဲပါပဲလုံးကိုဂယုမစိုက်ပါဘူးသူတို့တကားဝကိုရောက်တဲ့အခါမှဂျန်ချန်ပြန်ရောက်နေတာကိုမြင်သွားကြပါတယ်ဂျန်ချန်သူ့ရဲ့ခန္ဓာပိုင်ရှင်ဟောင်းရဲ့မှတ်ဉဏ်ကောင်းတွေကိုဆွဲထုတ်ပြီးလူလက်ပိုင်းပုဂ္ဂိုလ်ဘသူလဲဆိုတာကိုသိသွားပါပြီလက်ထောက်နာရကဒီပုဂ္ဂိုလ်ကငုံရိုးနေသောနဂါစစ်ဆေးပွဲကြီးရဲ့အဓိကပုဂ္ဂိုလ်တွေထဲကတစ်ယောက်ပါချမ်းအားလေးပြန်လာပြီလားလာဒီကိုလာပြီးနာယကဒုကိုလာနှုတ်ဆက်လဲအဖေနာယကဒုကိုဂျန်ဟန်မိသားစုကိုဖိတ်ခေါ်လိုက်နိုင်ပြီးစိတ်မကောင်းစရာကသူ့မှာအလုံနည်းနည်းရှုပ်နေလို့အကြာကြီးမနေနိုင်တော့ဘူးလက်ထောက်နာယကဒုကဂျန်ချန်ကိုကြည့်တယ်ဆိုရုံလေးပဲကြည့်ပါတယ်ပြီးတော့မပြုံးချင်ပုံမျိုးနဲ့ပြုံးပြီးမင်းကဂျန်ချန်လားငုံလို့နေသောနဂါစစ်ဆေးပွဲကြီးရဲ့အဓိကစီစဉ်သူတွေထဲကတယောက်အနေနဲ့ဂျန်ချန်ကဘသူဆိုတာကိုသူသိပါတယ်အထက်စီးဆန်ပေးတာကအောက်စီးကနေဖြေတာကိုလိုချင်လို့ပါဂျန်ချန်ကထက်မြက်ပြီးအခြေအနေကိုသိပါတယ်သူ့ဖြေကအဖေဖြစ်သူဂျန်ဖန်းမျက်နာကိုအိုးမဲတုတ်တလို့ဖြစ်မှာဆိုတဲ့အတွက်မတိုးတာမယုတ်တာနည်းနည်းပဲပြောပါတယ်ဟုတ်ကဲ့ကျွန်တော်ပါပဲခမားကလက်ထောက်နာယကတူထင်တယ်ငုတ်ရှိုးနေသောနဂါစစ်ဆေးပွဲရဲ့လက်ထောက်စီစဉ်ရေးမှုဒူရူဟိုင်ကတကယ်ကိုအာဏာရှိတဲ့နေရာမှာနံပါတ်1နေရာမှာရှိပါတယ်စစ်ဆေးပွဲကြီးမှာလာရောက်ဖြေဆိုကြတဲ့အင်အားကြီးမိသားစုတွေရဲ့ကျမကိုသူကင်ထားတယ်ဆိုတာကတကယ်တော့ချဲကားပြောဆိုကြတာမဟုတ်ပါဘူး
ဘဲမျိုးစားဖြစ်နေပါစေဒူရူဟိုင်ကိုတွေ့တဲ့နေရာမှာရင်ကျေးတိမ်မွေးစွာပဲပြောဆိုဆက်ဆံကြရပါတယ်မနှိမ့်ချရင်သူတို့နှိမ့်ချသွားမှာပေါ့တယောက်ယောက်ကသူ့ကိုဆန့်ကျင်လို့အလုပ်ကိစ္စမှာအနှောက်အယှက်ဖြစ်သွားရင်သူဘလို့တည်သွားတယ်ဆိုတာတောင်သိမှာမဟုတ်ပါဘူးသူ့အခြေအနေနဲ့ဂျန်ဂျန်ကိုတွေ့ဖို့စိတ်ပါလာတယ်မရှိပါဘူးဒါကိုဂျန်ဂျန်ကသူ့လေတံအတိုင်းပြန်ပြီးမေးခွန်းထုတ်ရဲသေးတယ်သူအရန်ဒေါသထွက်သွားပါတယ်သူ့အစင်တန်းနဲ့ဂျန်မီသားစုရှိမှခွင့်လွတ်တတ်တဲ့ပုံနဲ့ကြီးမြတ်တရားဟန်ဆောင်နေဖို့မလိုအပ်ပါဘူးသူ့မျက်နှာတကယ်ပဲအေးဆက်သွားပါတယ်ဂျန်ဟန်မျိုးစားကြီးခမည်းသားကတကယ်ကောင်းမဲ့နတ်ဖျားပူဇော်ပွဲမှာတော့မတော်တရောလှုပ်ရဲသေးတာပဲဟာတာမန်နာယကတယောက်လောက်ကိုမလေးမစားလုပ်တာကတော့ဘာရေးလဲဂျန်ဖန်အဲစကားတွေကိုကြားလိုက်တာနဲ့အခြေအနေမကောင်းတော့ဘူးဆိုတာကိုနားလည်လိုက်ပါပြီသူတောင်းပန်ဖို့စူးစမ်းကြည့်ရတော့မှာပါဒူရူဟိုင်သူ့လက်ကိုတစ်ချက်ဝေရမ်းပြီးအေးဆက်ဆက်ရေမောပါတယ်ဂျန်ဟန်မျိုးစားကြီးနောက်ထပ်ဆက်ပြောဖို့မလိုတော့ပါဘူးအစောပိုင်းတုန်းကတော့ငုံရိုးနေသောနဂါးစစ်ဆေးပွဲမှာခမားသားကိုအကူအညီပေးဖို့စီစဉ်ထားသေးတယ်ဒါပေမဲ့ဒီနေ့နေကင်းမှာပဲတခြားမျိုးစားတွေစီကနေသတင်းတွေရခဲ့တဲ့ခမားသားကကိုကျင့်ရောတိတ်ခါပါဘာတစ်ခုမှရှိတဲ့ကောင်မဟုတ်ဘူးတဲ့သူ့ကိုကူညီတာကကိုနှိပ်စက်တာပဲလို့ပြောကြတယ်သူတို့ပြောတာလဲမှန်နေတာပဲဟာကိုအားကိုသာကိုပေတော့နာယကဒုဒါကဂျမန်အကြီးကျယ်ကိုတုံးလောက်သွားပါတယ်ဂျန်ဟန်မျိုးစားကြီးပွန့်ပွန့်လင်းလင်းပြောရရင်စိတ်မဆိုးနဲ့နော်ဘေးစကားတွေမပါရင်တောင်မှပဲဒီနေ့မှာမျိုးစားကြီးရဲ့အတုံးမကျတဲ့ကောင်ဆက်ဆံရေးကို